ကျွန်တော်ဒီလိုစုပ်နေပြီးတော့ကျွန်တော်ပုံဖော်ပေးရပါတယ်ဒါကတော့ကျွန်တော်နောက်တစ်ထပ်ကတ်တာပေါ့နော်နောက်တစ်ထပ်အပေါ်ကနေကျွန်တော်ကြီးလေးကြိုက်တော့เนาะနောက်တစ်ထပ်ထပ်ကတ်ပြီးတော့ brand cut နေပုံပြန်သွင်းမယ်ပေါ့နော်ဒီအားကြတော့ cheese mozzarella cheese မပါတော့ဘူးပေါ့နော်ကျွန်တော်ဒီရိုးကြက်ဥချောင်းဒါဆိုရင်မာလာယတာကြက်ဥချောင်းပေါ့နော်အဲကြက်ဥချောင်းကိုပဲကျွန်တော်တို့ဒီအပေါ်ကနေကျွန်တော်ဆောနာဖြောဆက်ထားတဲ့ဒီဟိုဟာပေါ့ဒီအနှစ်ရည်နဲ့ပြီးရင်ကျွန်တော်ဒီ brand cut လေးတွေပေါ်ပြန်ကပ်ပေးတာဖြစ်ပါတယ်မုံနေရည်ပြီးရင်ကျွန်တော်စီပူလာရင်အခုလိုမျိုးကြော်ပါပြီကြော်ရင်လည်းမီးကိုမပြင်းပေါ့နော်ဟိုအရန်ကြီးလည်းမပြင်းအရန်လည်းမနှဲတဲ့ပုံစံမျိုးနဲ့ကြော်မှအဆင်ပြေမှာပါမီးရန်ပြင်းရင်လည်းအပြင်ကဒူးသွားပြီးတော့အထက်ကမချက်ဖြစ်တတ်ပါတယ်မီးရန်နေရင်လည်းဒီစီထဲမှာပေါ့နော်ဒီအရေး